တင်တတိထားမိရလားဝင်းဦးရာတီရဲ့ပထမဆုံးအချက်ပေးတံဟာလေထဲမှာပြန့်လွင့်လာတဲ့အုံအောင်ငှက်ကလေးတွေရဲ့တွေ့ထူးတန်ဆိုတာအုံအောင်ငှက်တွေကဘာကြောင့်တွေ့ထူးတာလဲသိပ္ပံပညာရတော့ဒါဟာမျိုးပွားမှုအတွက်ပေါ်ရှားတာဖြစ်တယ်လို့သူ့ရဲ့ပိုင်တဲ့ကိုတတ်မှတ်တာလည်းဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေအတွက်တော့အော်အော်တန်ဟာလွမ်းစီရဆွေးစီရຫນွေဦးရဲ့ပြည်တံတာတစ်ခုပါပဲကြပြားတွေထဲမှာလည်းအော်အော်တန်ကိုຫນွေရဲ့အမှတ်သားဖြစ်တခန်းတနာရင်ဖွဲ့ကြပါလေအော်အော်တန်ကြားရင်အင်းပြန်ခြင်းစိတ်တွေတပွားပွားပေါ်လာတတ်တာဟာလူသားရဲ့ရင်ဘတ်ထဲကလွှမ်းရိပ်တစ်ခုကြောင့်ဖြစ်နိုင်ပါတယ်ကဲဒီຫນွေဦးမှာရောအော်အော်တန်ကိုကြားတဲ့အခါသိရင်ထဲမှာဘသူ့ကိုတတိယမိတယ်ကွန်မန့်မှာမန့်ခဲ့ပြီဗျာ